အားလုံးပဲမင်္ဂလာပါတူရီကိုပေါ့ကြရင် YouTube channel လေးကနေကိုကိုမာရီအားလုံးကိုတွေ့တွေ့သွားပြန်လာပြီးကြိုဆိုလိုက်ပါတယ်ဗျအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါနော်မင်္ဂလာရှိသောညနေခင်းလေးပါမင်္ဂလာရှိတဲ့စကားလေးတွေပြောရတဲ့ကိုကိုမာရီအားလုံးနဲ့မနက်ဖြန်ကျွန်တော်2ရက်9လ2026ကြာသပတေးနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးသောလုံးပိုင်းလေးတွေဝမ်းချင်းလေးတွေကိုပြန်လည်မျှဝေပေးမယ်ဗီဒီယိုဖိုင်လေးပါပေါ်ကြရင်ဗီဒီယိုဖိုင်လေးရကိုကိုမာရီအားလုံးတို့အကျိုးရှိတယ်ဆိုကိုပေါ်ကြရင် channel လေးကိုအများတွေ့နိုင်မယ့်နေရာလေးတွေတူရီနဲ့သက်ဆိုင်တဲ့ group လေးတို့ပြန်လည်မျှဝေပေးထားပါတူးမြင်တူးပေါက်ပါစေအများမြင်အများပေါက်ပါစေဆိုတဲ့စိတ်တက်ကလေးနဲ့ share မှု share အားလေးနဲ့လည်းကူညီပေးထားအားလုံးကိုပေါက်စေခြင်းနဲ့ရစေခြင်းပါလေဗျ။ပေါ်ချမ်း channel လေးကိုအများနဲ့စောင့်မျှော်အားပေးနေတယ်ဆိုတဲ့အကိုကြီးမရအောင်လဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့တလုံးတော်အရင်နဲ့ပြည့်စုံနိုင်ကြပါစေ။စိတ်သွားတိုင်းကိုပါလို့လူရဲ့ဆန္ဒလေးလည်းပြည့်ဝကြပါစေလို့ဥစွာပထမဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်။ပေါ်ချမ်းမျိုးရလုံးမှာဒီညနေမှာကျွန်တော်ရဲ့အယူဆလွဲမှားမှုကြောင့်ကျွန်တော်အခွေနဲ့ပဲအောင်မြင်ခဲ့တယ်နော်။ကျွန်တော်ပြောခဲ့တယ်နော်ကိုကမရအားလုံးက9-3ညဝမ်းချင်းကိုမကြိုက်ဘူးကျွန်တော်ရွေးပြတဲ့9-3ညဝမ်းချင်းလွဲခဲ့မယ်ဆိုရင်တော့နော်3-8-4နှစ်အခွေ3-3ဆိုတော့ကျွန်တော်ဒီအခွေတွေကအောင်မြင်သွားတာပဲကျွန်တော်တို့ရဲ့လွဲမှားမှုကြောင့်ဟုတ်ပြီလားဒါဆိုရင်ကိုကမရအားလုံးပဲမနက်ပြန်အတွက်ကျွန်တော်2ရက်9လ2026ကြာသပတေးနေ့7:00 မိနစ်အတွက်ကဏ္ဍလေးတွေမသွားခင်ကိုကမရအားလုံးကိုပြောစရာရှိပါတယ်ကျွန်တော်အဖွဲ့ဝင်တွေအားလုံးပဲမနက်ဖြန်မှာကိုကမာရီအားလုံးကိုကျွန်တော်နေကုန်းသာပတ်တိတစ်လုံးထုတ်ပေးပါမယ်မနက်မထွက်ရင်ညနေနော်မောင်းတင်လိုက်ရမယ်ပတ်တိတစ်လုံးကျွန်တော်ထုတ်ပေးမယ်ကျွန်တော်အဖွဲ့ကြိုဝင်တဲ့အကိုမကြီးအားလုံးအတွက်အဆင်ပြေအောင်လို့ပတ်တိတစ်လုံးကိုထုတ်ပေးမယ်ဒါမှမဟုတ်ကျွန်တော်ပေးတဲ့ပတ်တိကိုကစားခြင်းနဲ့အဖွဲ့ဝင်ခြင်းနဲ့ဆိုတဲ့အကိုမကြီးအားလုံးကလည်းလောကကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးတွေဆက်သွယ်လို့ရပါတယ်အဖွဲ့ဝင်ကြီးကန်ဆက်ကြီး1000ကျပ်ပါနော်အဖွဲ့ဝင်ဘာတွေရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကြာသပတေးတောက်ကြမှာလက်ဆောင်ကဏ္ဍနဲ့အတူ2ရက်စာလက်ဆောင်ကဏ္ဍနဲ့အတူရှေ့လာမယ့်ဘွဲမှာတာဝန်မှုတာဝန်ခံမှုအပြည့်နဲ့ပေးထားတဲ့100%နော်အောင်မြင်မှုရရှိစေမဲ့ဇာရိုပတ်တိနဲ့မိန်းနှစ်ကွက်နော်ဇာရိုပတ်တိနဲ့မိန်းနှစ်ကွက်ရမယ်ကြာသပတေးတောက်ကြမှာလက်ဆောင်ကဏ္ဍလေးတွေရကြာသပတေးနေ့ကိုတော့ကျွန်တော်ပတ်တိတစ်လုံးမှထုတ်မယ်တောက်ကြနေ့ကိုအခွေထပ်ထုတ်ပြီးနော်ဒီလိုပုံစံလေးနဲ့သွားမယ်အဖွဲ့ဝင်နေဆိုတဲ့အကူမကြီးအားလုံးကလည်းလိုကိုကဖုန်းနံပါတ်ကလေးမှာဖုန်းလေးတိုင်းဆက်သွယ်ပြီးအဖွဲ့ဝင်လို့ရပါတယ်အဖွဲ့ဝင်ကြီးကဆက်ကြီး1000ကျပ်ပါဟုတ်ပြီဒါကြောင့်ဒါမှမဟုတ်အကြောင်းမျိုးကြောင့်အဖွဲ့ဝင်နိုင်ဘူးနေတိုင်းကဏ္ဍလေးပဲကစားမယ်ဆိုတဲ့အကူကြီးအမကြီးအားလုံးအတွက်လည်းကိုကူမကြီးအားလုံးမှာမနေ့က2ရက်9လ2026ကြာသပတေးနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးသောဝမ်းချင်းဒီကျွန်တော်တို့9-3ညဝမ်းချင်း9ကိုဘိုင်ပတ်သီးဖြစ်ကစားလို့ရပါတယ်3ညကိုဘိုင်ပတ်သီးဖြစ်ကစားလို့ရတယ်9ကိုကြိုက်တဲ့အကူမတွေအားလုံးတော့9နဲ့ပတ်သက် main တွေ main ရော4ခွက်ထုတ်ထားပါတယ်3ညနဲ့ပတ်သက် main တွေ main ရော4ခွက်ထုတ်ထားတယ်9ပိုင်း9ပတ်တီကိုကြိုက်နဲ့တက်ပါတယ်ဆိုတဲ့အမျိုးတွေအားလုံးတော့9နဲ့ပတ်သက်အဓိက main တွေ main ရောနေတဲ့တင်ကစားမှာဒီကိုကူမတွေအားလုံးပဲ9နဲ့ပတ်သက်9နဲ့9ခွန်5358ပါ9နဲ့ပတ်သက်9နဲ့9ခွန်5358ဖြစ်ပါတယ်3ညနဲ့ပတ်သက်3ညနဲ့3ညခွန်3ည3338ဖြစ်ပါတယ်9ပိုင်း9ပတ်တီကိုကြိုက်နေတတ်ပါတယ်ဆိုတော့အကူမတွေအားလုံးတော့9နဲ့9ခွန်5358ဆိုတဲ့မိန်းတင်မင်းရော4ခွက်ထဲမှာအကြိုက်ဆုံးမိန်းနှစ်ခွက်ဒီ9နှစ်နဲ့9ခွန်နော်9နှစ်နဲ့9ခွန်9ပိုင်း9ပတ်တီကိုကြိုက်3ညပိုင်း3ညပတ်တီကိုကြိုက်နေတတ်တဲ့အကူမတွေအားလုံးလည်း3ညပိုင်း3ညပတ်တီကိုကြိုက်နေတတ်တဲ့အကူမတွေအားလုံးတော့3ညနဲ့ပတ်သက်ရင်3ညနဲ့3ညခွန်3ည3 3ည8ဆိုတဲ့မိန်းတင်မင်းရော4ခွက်ထဲမှာအကြိုက်ဆုံးမိန်းနှစ်ခွက်ဒီ3ည2နဲ့3ညခွန်ကျွန်တော်ဒီနေ့တနေ့ကုန်မှာလဲနေကုန်ပတ်တီကနေကုန်ခီးကလုံးဝအလုံးလုံးသွားတယ်နော်နေကုန်ခီးကဒီနေ့နေကုန်မှာ831ခီးဒီ3ကမနက်ကောညကျသွားတဲ့တော့ကဒီခီးကပြန်အလုံးလုံးမှာပဲအဲ့တော့မနက်ပြန်အတွက်မထိမဖြစ်ခီးနေကုန်မှာလုံးဝကျင်းဒီပေါက်ထိရမယ်ခီးဒီ358ခီးပါတကယ်အလုံးလုံးနေခီးကတော့358ခီးပါနော်ကျွန်တော်ကတော့ဝမ်းချင်းကတော့9-3ညဝမ်းချင်းကိုကြိုက်ပါတယ်9နဲ့ပတ်သက်လို့ရှင်အကြိုက်ဆုံး9နဲ့9ခွန်5358 3ညနဲ့ပတ်သက်3ညနဲ့3ညခွန်3ည3338ပါဒီထဲမှာ9နဲ့ပတ်သက်လို့မိန်းနဲ့မရော2ခွက်လောက်ပဲတင်ကစားမှဆိုလို့ရှင်9နဲ့9ခွန်ဒီမိန်းမှာ3ညနဲ့ပတ်သက်လို့မိန်းတင်မရောလောက်2ခွက်လောက်တင်ကစားမှဆိုတဲ့အမျိုးတွေအားလုံးတော့ကတော့3ည2နဲ့3ညခွန်ပါမနေ့ပြန်မှာကျွန်တော်2ရက်9လ2026ကြာသပတေးနေ့7:00 နာရီ10မိနစ်မှာ3ညနဲ့9ကိုဘယ်ရွေးရမယ်လဲမသိဘူးဆိုတဲ့အကူမတွေအားလုံးအတွက်ကတော့ကျွန်တော်အကြိုက်ဆုံးဒီ9ပိုင်း9ပတ်တီနော်ကျွန်တော်လည်းအကြိုက်တူမယ်ဆိုတဲ့အမျိုးတွေ9ပိုင်း9ပတ်တီကိုလိုက်ပတ်ပါကျွန်တော်အဖွဲ့ဝင်တွေအားလုံးကိုလည်းကျွန်တော်
ဒီကနေပြီးတော့ဒီည10နာရီမှာအားလုံးကိုကဏ္ဍလေးတွေလုံးဝပတ်တိနေကုန်သာပတ်တိတစ်လုံးထုတ်ပြီးပို့ထားပါမယ်နောက်ပြမှာဒီပတ်တိကိုထိထိမိမိလိုက်ကစားဖို့ဒီနေရာလေးရတယ်ပြောကြခြင်းပါလေဗျအဖောက်ဝင်ဆိုတော့ကိုမာလေးအားလုံးလည်းဒီဗီဒီယိုလေးတွေ့ပြီဆိုတာနဲ့ဖုန်းလေးတိုင်းဆက်သွယ်ပြီးအဖောက်ဝင်လို့ရပါပြီအဖောက်ဝင်ကြီးကန်ဆက်ကြီး1000ကျပ်ပါဟောကြားကိုမာလေးအားလုံးအတွက်2ရက်9လ2026ကြာတပတေးနေ့7နာရီ10မိနစ်အတွက်ကဏ္ဍလေးလည်းပြောပြီးဆိုတော့ကိုကြားရဲ့ဗီဒီယိုလေးကိုဒီမှာပဲရနာခွင့်ပြုပါကိုကျန်း channel လေးကိုအများအားစောင့်မျှော်အားပေးနေရဆိုတဲ့အကိုဒီအမတွေအားလုံးလည်းစိတ်ချမ်းသာရင်ကိုကျမ်းမာခြင်းနဲ့တလုံးတော်အိမ်နဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒလေးလည်းပြည့်ဝကြပါစေလို့ဒီနေရာလေးကနေစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျကဲမနက်ဖြန်နေခင်းတနားရီလိုက်ရှိုးလေးထဲမှာအောင်မွေးခိုင်ရတဲ့ပြန်ဆုံညမယ်နော်အဲဒီမှာ